ချင်းမာမြို့မှာရှိတဲ့အရန်ကိုမှလှပတဲ့ဂျပန်နီဒီဇိုင်းနဲ့ဆောက်ထားတဲ့အင်အားလေးကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့ဘက်ဘက်ချမ်းမှာဆိုရင်ခွန်မောင်းထွက်လိုက်နဲ့ spray kitchen ရှိမယ်။ညဘက်ချမ်းကိုဆက်သွားလိုက်မယ်ဆိုတော့ open kitchen ရှိမယ်ဗျာ။ဆက်သွားလိုက်မယ်ဆိုရင်တော့ living area နဲ့ dining area ကတစ်ဆက်တည်းဖြစ်မယ်။ဒီနားလေးမှာဆိုရင်အိတ်ခမ်းတစ်ခမ်းရှိမယ်ဗျအပေါ်ထက်ကိုသွားကြည့်အောင်အပေါ်ထက်ကိုရောက်လာတဲ့ဘက်ဘက်ချမ်းမှာဆိုရင်အိတ်ခမ်းတစ်ခမ်းရှိမယ်ဒီဟာလေးကတော့ယေရှုခရစ်အင်သာတွဲရပါတယ်ဒုတိယမြောက်အိတ်ခမ်းဖြစ်မယ်သူ့ရဲ့ကဲရမှာပဲယေရှုခရစ်အင်သာတွဲရပါတယ်တတိယမြောက်အိတ်ခမ်းရှိပါမယ်ဆက်တော်လိုက်မယ်ဆိုရင်တော့ဒီနားလေးမှာဆိုရင်ဂျပန်နီးစတိုင်ရင်းနှီးချမ်းတောင်းလို့ရနေရာလေးရှိမယ်။ညာဘက်ချမ်းမှာဆိုရင်တော့ယေရှုခရစ်အင်သာတွဲပါတယ်၄ခန်းမြောက်အိတ်ခမ်းရှိပါမယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကုနိုနဲ့လုံးချင်းအင်ကိုဝယ်မယ်ဆိုပါက Trust and Promise ထိုင်းနယ် property ကိုဆက်သွယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။